တော်တို့ဘာနဲ့တူနေလဲဆိုဒီနေ့ဥပမာတစ်ခုပေးမယ်ဒေဝရကြားဘူးလားဘုရားရှင်ကိုတော်မြတ်ကြီးဟာတာကီဝင်မင်းမျိုးကနေတောထွက်ယဟန်ဝဲဆိုအဲ့ဒီထဲမှာဘုရားတောထွက်ပြီးတော့ဘုရားဖြစ်သွားပြီးတဲ့နောက်တာကီဝင်နေအချင်းချင်းတိုင်ပင်ပြီးတော့မင်းသား6ယောက်ဘုရားနောက်လိုက်တယ်အားလုံးကြားဘူးတယ်နော်ငါတို့နောင်တော်ကြီးကဘုရားဖြစ်နေပြီနော်အဲ့တော့နောင်တော်ကြီးနားမှာနောင်တော်ကြီးတာကီဝင်မင်းမျိုးသူသာစัจ जा မင်းဖြစ်ရင်ငါတို့ကနောက်ကနေလွှားနဲ့မင်းရဲ့ညီတွေဆိုပြီးတော့ဝါကြွားပလွှားပြီးတင့်တယ်နေကြမှာအခုဘုရားလှုပ်တော့နောက်ကခြံရံမဲ့တာကီနွယ်ဘွားမရှိဘူးအဲ့တော့ဒါဟာငါတို့တာကီနွယ်တွေအတွက်တာဝန်မကျေရကြတယ်တွားကြစို့ဆိုညီကို6ယောက်လိုက်တော့ကြတယ်အဲ့ဒီထဲမှာဒေဝရပါသွားတယ်ဘယ်သူပါလဲဒေဝရဒေဝရကဘုရားသာသနာထဲမှာယဟန်ဝတ်ပြီး9ရက်နေတော့သူအဘိညာဉ်တကိုးတွေအကုန်ရတယ်ဒါအတိတ်ကသူဖြည့်ကျင့်ခဲ့တဲ့အကြောင်းတွေပေါ့နော်9ရက်နဲ့ပါရတယ်တကိုးတွေမြေရှိုးနိုင်တယ်မိုးပြန်နိုင်တယ်ပင်လဲရေပြင်ကြီးကိုမြေပြင်လှုပ်ပြီးလမ်းလျှောက်နိုင်တယ်မြေပြင်ကိုရေပြင်လှုပ်ပြီးကူးခတ်နိုင်တယ်ဒီလိုပေါ့အမျိုးမျိုးအိဒီဝိဒဆိုတဲ့ဖန်ဆင်းနိုင်တဲ့တကိုးတွေအဘိညာဉ်6ပါးအပြည့်စုံအကုန်ရတော့ငကိုကလေးကရင်စိတ်ဓာတ်ခွန်အားမပြည့်တဲ့လူလက်ထဲကိုတကိုးရောက်သွားတော့နော်အချောင်သမားဆိုတော့သွေးကြွလာဘာသမားဒီတကိုးနဲ့သူနဲ့မထိုက်တန်သေးဘူးဟမ်ဒီတကိုးကိုလက်ခံနိုင်တဲ့သူ့မှာစိတ်စွမ်းအား will power ပေါ့မိမိကိုယ်စိတ်ကိုမိမိပညာနဲ့ကိုယ်ကဲနိုင်တဲ့ပညာအင်အားနည်းနေတဲ့အချိန်ယာရုရသွားတယ်ဟမ်တကိုးရသွားတယ်ရသွားတော့သူ့ကိုယ်သူမန်တက်လာဟုတ်ပြီနော်တခြားစဉ်းစားခုဘုရားဘာသာဝင်တွေနဲ့ဥစ္စာနိုင်ရှင်ကြည့်နေတာဘုရားဘာသာဝင်တွေဟာတကယ်တော့သူတော်ကောင်းတို့အခုမြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ဟာဘုရားဘာသာနဲ့လုံးဝမထိုက်တန်သေးဘူးအချောင်သမားတွေဘူးဒေဝရတကိုးရတာနဲ့တူနေရှင်းလားကိုဘာကြီးဖြစ်တော့မှလို့ဟွာကြီးလို့ဒါကြီးလို့ဘာမှလည်းမဟုတ်ဟမ်ကြည့်ဒေဝရသူတကိုးရသွားတာနဲ့စဉ်းစားလာကြည့်ဘုရားလည်းနည်းနည်းလေးအရွယ်ရလာပြီအဲ့တော့သူ့ဟာသူလိုက်ပြီးတော့ planning ဆွဲတယ်ဒီဘုရားမရှိရင်ဒါမှမဟုတ်ဘုရားအသက်ကြီးရင်သူ့နေရာငါဝင်ရမှာဟောမယ်သူကတာကီနွယ်ဘွားဆိုတော့မင်းမျိုးကလာတော့မင်းလိုပဲတွက်တာရှေ့ဘယင်မရှိရင်နောက်ဘယင်အကိုဘယင်မရှိရင်ညီဘယင်ဖြစ်ရသူကဒီလိုလာတာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့သာသနာနဲ့ဒီမင်းတို့ရဲ့အုပ်ချုပ်ပုံနဲ့တူသလားမတူဘူးဒါပေမဲ့ तू ကမင်းမျိုးကလာတော့မင်းတွက်ပဲတွက်ယာရုပဲ तू တွက်တာနော်တာရိပုတ္တရာမောက္ကလန်လက်ဝဲရလက်ရနေရာကို तू မတွက်ဘူး तू တွက်တာဘုရားနေရာကိုတွက်တာဟုတ်ပြီနော်အဲ့တော့ဒီဘုရားမရှိရင်ဒီနေရာငါဘုရားဖြစ်ရကြိုးပြီးတော့ plan ဆွဲတာအစီအစဉ်တွေကဘာဆွဲတယ်လဲဘုရားဖြစ်တော့မယ်ဆိုဘုရားလုံမယ်ဆိုရင်ငါမှလက်ကင်တုံမင်းလဲရှိအောင်မယဟန်ယုံနဲ့မင်းယုံနဲ့တွေ့တတ်တယ်လို့ပေါ့ဟမ်အဲ့တော့မင်းထဲမှာသူကြိုးကင်တယ်လို့ကမဲ့အသိဉာဏ်လဲမဲ့လက်ရဲစက်ရဲလဲရှိဒါရွေးရမှာဘူးဗျဟမ်အသိဉာဏ်လဲမဲ့မှ तू ဆွဲဆောင်တဲ့ဘက်ကိုပါမှာငယ်ရွယ်လဲဖြစ်ရမယ်ဒါမှမင်းသက်ရှည်မှ तू ကကြာရှည်အာနာမြဲမှာဟုတ်အဲ့တော့ငယ်ရွယ်တဲ့လူလည်းဖြစ်ရမယ်မိုက်မဲတဲ့လူလည်းဖြစ်ရမယ်အသိဉာဏ်နှုတ်နေတဲ့လူလည်းဖြစ်ရမယ်အာနာယူလည်းဖြစ်ရမယ်ဒီကောင်ကရှာမယ်